My creator journey, there are two reasons Premiere why Pro မှာ I အခု wanted လိုမျိုးစာသားကိုလူတွေ object တွေရဲ့နောက်မှာ text animation ပုံစံနဲ့လောလောကူကူနဲ့အမြန်ထုတ်လို့ရမယ့်ပုံစံကိုကျွန်တော်လုပ်ပြပေးသွားမှာဖြစ်ပါတယ်ကျွန်တော်တို့အရင်ဆုံးနေနေဒီမှာပေါ့နော် creator တယောက်ရဲ့ footage stand လေးထည့်ထားတယ်ပေါ့နော်ဒီ 26.0 မှာပါဝင်တဲ့ object map တို့ပေါ့နော်ဒီကောင်လေးကိုကျွန်တော်တို့ဒီမှာဖိထားလိုက်မယ်ပေါ့နော်အဲကြောင့်ရှင်ကျွန်တော်တို့ဒီမှာ object map တို့ဆိုပြီးတော့တွေ့ပါလိမ့်မယ်အကောင့်လေးချက် click လိုက်ပါကဲပြီးလို့ရှိရင်တော့ကျွန်တော်ဒီ scene မှာဆိုလို့ရှိရင်ပေါ့နော်ကျွန်တော်ဒီမှာဒီမှာပေါ့နော်ဘာမှလုပ်စရာမလို auto ပေါ့နော်တူပေါ့နော်ဒီမှာပေါ့နော် select ဝင်နေပြီဖြစ်တယ်ပေါ့နော်ကျွန်တော်မနှိပ်ရသေးဘူးပေါ့နော်အဲ့တော့ကျွန်တော်ဒီမှာတစ်ချက် click လိုက်ပါ okay ကျွန်တော်ဒီမှာဒီလို selection ဝင်သွားပြီဆိုရင်ကျွန်တော်မှာ logo post လေးပေါ့ကျွန်တော်ဒီမှာ live set ပေါ့နော်အကယ်ကျွန်တော်ဒီမှာ spin လေးတွေဒီလိုမျိုးလေးတစ်ချက်ပေါ့နော်ပို့ပြီးအတိအကျပါခြင်းနဲ့ဆိုရင်ရှစ်ကိုဖိပြီးတော့ကျွန်တော်မှတ်ပြီးတော့လုပ်ပါပေါ့နော်ဒီလိုမျိုးလေးပေါ့နော် okay ကျွန်တော်ကတော့ဒီလောက်အခြေအနေမှာအဆင်ပြေတယ်ပြီးလို့ရှိရင်တော့ကျွန်တော်ဒီမှာ effect control ကိုတွားမယ်ပေါ့နော်ကျွန်တော်ဒီ effect control မှာ assignment ဆိုတဲ့ကောင်ရှိတယ်ကောင်ကကျတော့ကျွန်တော်တို့အခုလေး selection ပေးလိုက်တဲ့ object map ဖြစ်တယ်ကဲအဲ့တော့ကျွန်တော်အနေနဲ့ကျွန်တော်ဒီမှာဒါ footage ရဲ့အစအကိုပေါ့နော် step point ပေးထားတယ်ပေါ့ဒီ creator ရဲ့ပေါ့နော်ဒီသူပြောရမယ်ဆိုရမယ်တခုလုံးကျွန်တော် track ပြုလုပ်ပေးဖို့လိုအပ်တယ်အဲ့တော့ကျွန်တော်ဒီမှာ track လုပ်လိုက်မယ်ပေါ့နော် track လုပ်တဲ့အတိုင်းလေးရတော့ကျွန်တော်စက်ပုံမူတည်ပြီးတော့အချိန်ကြာတယ်ပေါ့နော် okay ကျွန်တော်ဒီမှာ creator ကိုကျွန်တော်မှာ tracking အားလုံးရသွားပြီပေါ့နော်ဒီစင်မှာတော့နောက်တစ်စင်မှာတော့ကျွန်တော်ဒီမှာဒီစင်ကိုပဲ keyboard က off ကိုဖိပြီးတော့ကျွန်တော်တို့ duplicate ပွားလိုက်မယ်ပေါ့နော်နှစ်ခုဖြစ်သွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာဒုတိယတစ်ခုကအနာဆိုင်အောက်ကဒီ object map ကိုကျွန်တော်ဖြတ်လိုက်ပါဖြတ်လိုက်ပြီးဆိုလို့ရှိရင်ကျွန်တော်တို့ပထမ layer ပြီးပေါ့နော်ဟုတ်ပြီကျွန်တော်တို့ဒီမှာဒုတိယပွားလိုက်တဲ့ layer ကဒီ object map ကိုကျွန်တော်တို့ဒီမှာ account တစ်ချက်ဖိဆွဲပြီးကျွန်တော်ဒီ overset တွေကိုတွက်ထည့်လိုက်ပါပေါ့နော်ဆိုလိုရင်းရပါဗျာကျွန်တော်တို့ဒီမှာဒါကတော့ကျွန်တော်တို့မူရင်းရှိတဲ့ background ပေါ့နော်ဒါကတော့ဒါ creator ရဲ့ character ကြီးပဲဖြစ်တဲ့ဟာပေါ့ကျွန်တော်ဒီကောင်လေးကိုကျွန်တော် off ပြရမယ်ဒီလိုပုံစံမျိုးပေါ့နော်ကဲကျွန်တော်နောက်တစ်ဆင့်မှာဆိုရင်ကျွန်တော် test ထိုးမယ်ပေါ့နော်တိုက်တွေးလိုက်ပြီးဆိုရင်ကျွန်တော်ဒီမှာစာလေးရိုက်မယ်โอเคပြီးရင်တော့ကျွန်တော်တို့ဒီကောင်လေးကိုဆွဲချစ်လိုက်မယ်ပေါ့နော်ကျွန်တော်ထားခြင်းတဲ့ပုံစံမျိုးလေးအကျန်းချမယ်ပေါ့နော်ကျွန်တော်ကတော့ဒီလိုပုံစံမျိုးဒီလောက်ပဲထားလိုက်တော့မယ်ပြောစရာလေးတစ်ခုရှိရပေါ့နော်ကျွန်တော်တို့ test ကပေါ့ဘာလို့ဒီအနောက်ကိုတိုင်းပြီးမရောက်အောင်လဲဆိုလို့ရှိရင်ပေါ့နော်လူခွဲလိုက်တဲ့လူလေးက test layer ရဲ့အပေါ်မှာရှိရမယ်ပေါ့နော် creator ရဲ့ layer ကိုဒီ test အပေါ်လေးကိုတင်မိလိုက်ပါကဲဒီလိုမျိုးဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီမှာလူရဲ့နောက်ကိုရောက်သွားပြီပေါ့နော်နောက်တစ်ချက်မှာတော့ကျွန်တော်တို့ test ကိုဒီမှာ effect ကိုသွားရမယ် effect မှာကျွန်တော်ဘာနဲ့ဆန်းပြမယ်ဆိုတော့ test animator နဲ့ပဲဆန်းပြလိုက်တော့မယ်နော်ကျွန်တော်လောက်လေးပေးထားလိုက်မယ်ဟုတ်ပြီလိုမျိုးလေးရသွားပြီဒီမှာအပိတ်လေးမှာတော့ကျွန်တော် effect control ကိုတွားပြီးတော့ကိုယ်တိုင် key frame လေးချလိုက်မယ်ပေါ့နော်ဒီမှာတစ် point ဒီမှာကဒီဘက်ကိုထော်သွားတဲ့ပုံစံမျိုးလေးပေါ့နော် each outer ကို each in ပေါ့နော်ကဲလိုမျိုးလေးရရှိသွားပြီပဲဖြစ်ပါတယ်ဒီနေ့ view လေးကတော့ဒီလောက်ပါပဲကျွန်တော်ဒီမှာပေါ့တခုထပ်ပြီးပြောချင်တာကဒီအခုကျွန်တော်လုပ်ပြ 26.0 ပေါ့နော် version မှာပါတဲ့ object map 2နဲ့လုပ်ပြတာပေါ့နော်အရင်ကျွန်တော်တို့ over version နဲ့ပါဆိုလို့ရှိရင်တော့ color key နဲ့လုပ်တယ်ပေါ့နော်အဲ့ဒါတော့ YouTube မှာအများကြီးရှိရပေါ့နော်ဒီ 26.0 ဒီ object map 2မှာတော့အခုလိုမျိုးပေါ့နော်လောလောကူကူမြင်မြန်ဆက်ဆန်နဲ့ပုံမပြီးတော့လောကူရိုးရှင်းအောင်လုပ်ပေးလိုက်တဲ့အတွက်ကြောင့်မလို့ convenient ဖြစ်တယ်ပေါ့နော်ကဲဒီနေ့ view လေးကိုကြိုက်နေတတ်မယ်လို့မျှော်လင့်ပါတယ်နောက်နေ့ video များမှာပြန်လည်ဆုံတွေ့ကြပါမယ်ဆုံနေကြည့်ပြီးလို့ကျေးဇူးပါ